လိုက်သားယာကမြေဖွားဖြစ်စမှာသူတို့ဘက်ကမမအကြောင်း CCTV ဖိုင်ကိုချပြလိုက်တဲ့တွေ့တာသူဆိုင်ပိုင်ရှိဒီအပိုင်းအတွင်းလူမှုကွန်ရက်ပေါ်မှာညင်းပွားစရာဝေဖန်စရာဖြစ်ဆုံးဗီဒီယိုဖိုင်တစ်ခုရှိခဲ့ပါသည်။ဒါကတော့လိုက်သားယာတွေ့တာသူဆိုတဲ့ဆိုင်လေးမှာဖြစ်ပွားခဲ့တဲ့ပစ္စည်းလေးတုံမှုဖြစ်စမှာပဲ။ကျမတို့အားလုံးမြင်တွေ့ကြရတဲ့ဗီဒီယိုဖိုင်ထဲမှာတော့အမျိုးသမီးတစ်ယောက်ကကလေးငယ်တစ်ယောက်ကိုခြိထားရင်းနဲ့ဆိုင်ကပစ္စည်းကိုအလေးတုပ်ယူဖို့ကြိုးစားတယ်။ဒီမှာဆိုင်ရှင်မျိုးသမီးအားဒါကိုတွေ့ရှိသွားပြီးအဆိုပါမျိုးသမီးကိုကိုတီလိုက်ရောက်ဆုံးမရိုက်နှက်ခဲ့တဲ့အတန်ဖိုင်မှာဗီဒီယိုဖိုင်ထွက်လာခြင်းမှာပဲပြည်သူလူထုရဲ့ဒေါသကဆိုင်ရှင်မျိုးသမီးပေါ်ကိုကြားရောက်ခဲ့ပါတယ်။ကလေးလေးပါနေရတောင်မှဒီလိုရရဆက်ဆက်ရသလား။ဥပဒေလက်ထဲအလိုက်ပေါ်ဘာလို့ကိုတီလိုက်ရောက်လောက်တာလဲဆိုတဲ့ဝေဖန်မှုတွေဘလုံးရှိုက်သွားခဲ့ပြီးနောက်ဆက်တွဲအနေနဲ့အဆိုပါတွေ့တာသူဆိုင်ပိုင်ရှင်မျိုးသမီးဟာရဲစခန်းမှာထိန်းသိမ်းခံရပြီးတော့အမှုဖွင့်ခံရတဲ့အထိဖြစ်သွားပါတယ်။ဒါပေမဲ့တစ်ဖက်တည်းကိုနားထောင်ပြီးတော့ပြစ်တင်နေလို့မရတော့ပါဘူး။ဘာလို့လဲဆိုတော့အခုဆိုင်ရှင်ဖြစ်သူရဲ့မိသားစုသူ့ရဲ့ညီမဖြစ်သူမက်ဖြူလေးကနေပြီးတော့ဆိုင်ထဲမှာတက်ဆင်ထားတဲ့ CCTV မှတ်တမ်းပြည့်စုံကိုပြန်လည်ချပြပေးအဖြစ်မှန်ကိုရှင်းလင်းလာလိုပါပြီ။လူတွေထင်နေသလိုသူတို့မှတယောက်တည်းကလွန်ခဲ့တာမဟုတ်ကြောင်းသူတို့ဘက်ကသက်သေနဲ့ချပြလာတာပါ။ဆိုင်ရှင်ရဲ့ညီမဖြစ်သူရှင်းပြလာတာကဒီလိုပါ။အခုပစ္စည်းလာခိုးတဲ့မျိုးသမီးဟာဆိုင်မှာတခါတည်းလာခိုးတာမဟုတ်ပါဘူးလေ။ဒါပထမဆုံးချိန်မဟုတ်ဘူးဒုတိယချိန်လည်းမဟုတ်ဘူး။တတိယအချိန်များပစ္စည်းလာလေးတုတ်တာပါရီ။ပထမတစ်ခါတော့ကလေဒီလိုပဲခိုးယူသွားခဲ့တာကိုသူတို့ဘက်ကသိခံခဲ့ပေမဲ့အခုတတိယအကြိမ်မျက်စိရှိမှတင်ထပ်ပြီးခိုးယူဖို့ကြိုးစားလာတဲ့အခါမှာဆိုင်ရှင်မဖြစ်သူဟာစီးပွားရေးလုပ်နေသူတယောက်ရဲ့နေနာမှုထက်ခါခိုးခံနေရတဲ့ဒေါသတွေကြောင့်စိတ်မထိန်နိုင်မနဲ့ကိုတီလက်ရောက်လုံးမိသွားတာဖြစ်ပါတယ်လို့ရှင်းလင်းထားပါတယ်။နောက်တဲ့ရေးကြီးတဲ့ချက်တကူလူတွေအားလုံးကကလေးတွေစိတ်မကောင်းဖြစ်နေကြကလေးကိုများတကူလုံးလိုက်သလားစိုးရိမ်နေကြတဲ့ကိစ္စပါ။ဒီပေါ်မှာလေးဆိုင်ရှင်ညီမက CCTV မှတ်တမ်းတွေကပြပြတသားရှင်းလင်းထားပါတယ်။သူမရဲ့အမကခိုးတဲ့မျိုးသမီးကိုစုံမတဲ့အချိန်မှာကလေးကိုထိခိုက်မှဆိုလို့ကလေးကိုရင်စုံဆွဲယူလိုက်တာဖြစ်တယ်လို့ဆိုပါရီလူတွေထင်လွဲနေတယ်လို့ကလေးကိုတခုလောက်တာရိုက်နေတာလုံးဝမရှိပါဘူးလေတက်တေကတော့အဲ့ကလေးကိုသူတို့ဆိုင်ကမောင်ဖြစ်သူကမုံနေဝဲကျွေးရေတန်းတိုက်ပြီးတော့ကလေးမကြောက်အောင်ထိမ့်သိမ့်ပေးထားခဲ့ပါရီနောက်ဆုံးမှလေအဲ့ကလေးလေးကိုခိုးယူသူမျိုးသမီးရဲ့လက်ထဲကိုကောင်းကောင်းမွန်မွန်ပြန်လဲထည့်ပေးလိုက်တာကို CCTV မှတ်တမ်းထဲမှာအတိုင်းသားမြင်တွေ့နိုင်ပါတယ်လို့သူတို့ဘက်ကရှင်းလင်းလာတာပါဒီဖြစ်စဉ်မှာနောက်တဲ့လူပြောများနေတဲ့ကိစ္စတခုကတော့အဆိုပါမျိုးသမီးနဲ့ကလေးဟာအစားကလူတွေထင်တယ်လို့တားမီရင်မဟုတ်ဘူးဆိုတဲ့သတင်းတွေထွက်လာတာပါပဲကလေးကိုငားထားတယ်လို့ပြောလာတာပါကဲပရိသတ်ကြီးတို့အခုဆိုရင်ရောကျမတို့ဟာဖြစ်စဉ်ရဲ့နှစ်ဖက်လုံးကိုမြင်ရပြီဖြစ်ပါပြီပထမဗီဒီယိုမှာတော့ဆိုင်ရှင်ရဲ့ရက်စက်မှုကိုတိလက်ရပြုမှုမှုကလေးရှင်မှာမလုပ်တဲ့ပြုမှုကိုတွေ့ကြရပါတယ်အခုဒုတိယ CCTV မှတ်တမ်းမှာတော့ဆိုင်ရှင်ဘက်က၃ချိန်တီခိုးခင်ရလို့ပောက်ကွဲကြရတဲ့နစ်နာမှုပြီးတော့ကလေးကိုထိခိုက်မှာဆိုလို့တီးတန့်ခေါ်ထုတ်ပြီးတော့အမုံကျွေးရေတိုက်ခါကောင်းမွန်စွာပြန်အပ်ခဲ့တဲ့ဖြစ်မှန်ကိုတွေ့ရပါတယ်ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေအနေနဲ့ရောဒီလိုက်သားရမြေဖွားဖြစ်စဉ်ကိုအခု CCTV မှတ်တမ်းပြည့်စုံမြင်ပြီးတဲ့အခါမှာဘလို့သုံးသက်ချင်ပါသလဲထက်ကတလဲခိုးခင်ရသူဆိုင်ရှင်ရဲ့ဒေါသကိုနားလည်ပေးနိုင်လားဒါမှမဟုတ်ဘလို့အကြောင်းပြချက်နဲ့မှကိုတိလက်ရမလို့တင်ဘူးလို့ယူဆပါသလားမိမိတို့ရဲ့အမြင်လေးကိုလည်း comment မှာရေးရေးကြည်ကြည်ဝင်ရောက်ဆွေးနွေးပေးခဲ့ပါအောင်ရှင်